အားလုံးပဲမင်္ဂလာပါရှင်ကုကုရဲ့ထမင်းစားရဲ့အတွက်ငဖဲစီပြန်လေးကြော်ပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကြက်သွန်အနေနဲ့စနွမ်းလေးကိုစီတက်ပါမယ်ပြီးရင်တော့အချင်သီးလေးကိုထည့်ပါမယ်ရှင်အချင်သီးလေးဤတဲ့အနေထားလေးရောက်ရင်တော့ငပိလေးကိုထည့်ပါမယ်ရတာအတွက်ငပြားကြီးလေးအနည်းငယ်ထည့်ပါမယ်ပြီးရင်တော့ကြော်ထားတဲ့ငဖဲလေးကိုထည့်ပါမယ်ရှင်မြို့သီးစိမ်းလေးအနည်းငယ်ခတ်ပါမယ်နောက်ဆုံးမှာတော့ကြက်သွန်ဖြူလေးနဲ့အုပ်ပါမယ်ရှင်ခုဆိုရင်တော့ထမင်းစားလို့ကောင်းတဲ့ငဖဲစီပြန်ဟင်းလေးရပါပြီရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်